လုံးပဲမိငါပါရှင်ဓမ္မ for life channel မှာကြိုဆိုပါရရှင်ကာယ ानु ပဒနာကမ္မထာအထုတာကတော့ကာယဆိုတဲ့ physical body တစ်ခုတိုက်ရိုက်ရှုမှတ်ပြီးတော့အထုလို့ရတယ်ဝေဒနာကြတော့တဲ့လို့မဟုတ်ဘူးသူကာယရှုတာတော့ဥမာမဲ့ထွက်လေဝင်လေဆိုတာလည်းအစဉ်သင်ရှိတယ်နော်အစဉ်သင်ရှိတော့ထွက်လေဝင်လေကိုတမ်းပြီးတော့တတိနဲ့အတိနဲ့ရှုလိုက်မယ်ဆိုလို့ရှိရင်ထွက်လေဝင်လေလေးပေါ်မှာစိတ်ငြိမ်အောင်လုပ်လို့ရတယ်အာယုံကအစဉ်သင်ရှိနေတယ်ထွက်လေဝင်လေနောက်တကဣရိယာပုနဲ့ပတ်သက်နေလို့ရှိရင်လည်းပဲလျောင်းတဲ့ရသွားဣရိယာပုတွေပါဟာလည်းပဲအစဉ်သင်ရှိနေတယ်မြင်လည်းမြင်တာတယ်သိလည်းသိတာတယ်ကာယ ानु ပဒနာကအဲ့လိုထင်ရှားတယ်လို့ပြောမှာပဲဖြစ်တယ်နော်ဝေဒနာ ानु ပဒနာကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးသူရုပ်တရားကထင်ရှားတော့လည်းပဲစိတ်နဲ့ပတ်သက်တာကြတော့ရုပ်တရားရှားမတွေ့ပဲရှိတတ်တယ်အဲ့ဒါကြောင့်မို့ကမ္မထာအာယုပထမနှမျိုးရှိတယ်ဆိုတာမှတ်သားရမယ်ရုပ်ကိုရှုတဲ့ကမ္မထာကိုရူပကမ္မထာနာယုတ်ကမ္မထာသို့မဟုတ်ရူပပရိက္ခရုပ်ကိုမှတ်သားရှုမှတ်ခြင်းရှုကြည့်ခြင်းလို့ဒီပဲအဲ့ဒါလွယ်တယ်နော်ရုပ်ဆိုတာထင်ရှားတယ်မျက်စိနဲ့လည်းမြင်နိုင်တယ်တခြားနည်းတွေနဲ့လည်းပဲအခုသိနိုင်ကမ္မထာသို့မဟုတ်ရူပပရိက္ခရုပ်ကိုမှတ်ယူခြင်းနောက်တစ်ခုကအရူပကမ္မထာနာရုပ်မဟုတ်ဘူးဆိုတော့နာမ်ပေါ့နာမ်ဆိုတဲ့တော်တရားကရုပ်လို့မျက်စိနဲ့မြင်ရတဲ့အရာလည်းမဟုတ်ဘူးစမ်းသပ်ကြည့်လို့လည်းတွေ့နိုင်တဲ့အရာမဟုတ်ဘူးဒါကြောင့်မို့သူ့ကိုရှုဖို့ကြတော့တရားကြည့်ရှုဖို့ခက်ခဲတယ်အဲ့ဒီနာမ်ကိုရှုတဲ့ကမ္မထာသို့မဟုတ်အရူပပရိက္ခတရားကိုရှုတဲ့ကမ္မထာအဲ့ဒီနန္တရားကိုရှုတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်တော့သမထယနိကပုဂ္ဂိုလ်တွေကနာမ်ကစပြီးတော့ရှုကြတယ်ဘာလို့လဲဆိုရင်သမထကျင့်တဲ့တစ်ခုကိုကျင့်နေတယ်ဆိုရင်သူစိတ်ထဲမှာအာယုန်တစ်ခုကရထားပြီးသားဖြစ်နေစိတ်အခြေအနေတွေဖြစ်ပေါ်နေတာထင်ရှားတယ်သမာဓိရှိနေသည့်အတွက်ကြောင့်စိတ်အခြေအနေတွေထင်ရှားတယ်ကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်သမထကျင့်တဲ့မဟုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ချက်ချင်းတွေ့ဖို့ရခက်တယ်ပေါ့နော်အဲကြောင့်မို့အတ္တကရာဆရာတွေကအကြံပေးထားတယ်ကမ္မထာအထုတ်တော့မယ်ဆိုလို့ရှိရင်သမထပြီးမှဝိပဿနာကူးမှလားသမထယနိကာလားသို့မဟုတ်ဝိပဿနာကိုတိုက်ရိုက်သွားတဲ့ဝိပဿနာယနိကာလားအဲ့ဒီနှမျိုးခွဲခြားရမှာဖြစ်တယ်နော်အဲ့ဒီသိဖို့လိုတယ်ပေါ့သူကသမာဓိတရားကိုအထုတ်ပြီးတော့မှဝိပဿနာကူးမယ်ဆိုတဲ့ပုဂ္ဂိုလ်ကသမထယနိကပုဂ္ဂိုလ်သမာဓိကိုအရင်ရအောင်ကြိုးစားရမယ်ဥမာပဲထွက်လေဝင်လေဆိုလို့ရှိရင်သူကရုပ်ပေါ်မှာအခြေခံပြီးတော့သမာဓိရအောင်လုပ်တာထွက်လေဝင်လေဆိုတာလူတိုင်းသိတယ်လေလူတိုင်းသိနိုင်တယ်အဲ့တော့ထွက်လေဝင်လေပေါ်မှာအခြေစိုက်ပြီးတော့ကမ္မထာကိုစတင်ပြီးတော့သမာဓိကိုထူထောင်တယ်ထူထောင်လို့သမာဓိရလာပြီဆိုရင်သမာဓိနဲ့ရှင်တွဲပြီးတော့ဖြစ်နေတဲ့စိတ်အခြေအနေတွေပဲကိုပြောင်းပြီးတော့ဝိပဿနာရှုဒါအဲ့ဒါသမထယနိကလို့ခေါ်တယ်နော်ရုပ်ကိုရင်ရှုတာလွယ်တယ်ဟုတ်ပြီအဲ့ဒီသမထယနိကဝိပဿနာယနိကဝ
ဝိပဿနာယန္တိကလို့ခေါ်တယ်ဝိပဿနာယန္တိကရုပ်ကိုရင်ရှုလိုက်တာရုပ်ကိုရှုလိုက်တယ်ရုပ်ဆိုတာသိတာတယ်ထွက်လေဝင်လေဝါရောတတ်ရဲ့လှုပ်ရှားမှုကိုရှုတယ်အဲ့ဒါသိတယ်အဲ့လိုမဟုတ်ပဲနဲ့သမထယန္တိကသွားမယ်ဆိုလို့ရှိရင်ရုပ်ကိုရှုရင်အဲ့စိတ်အခြေအနေတွေဖြစ်လာတယ်အဲ့ဒီစိတ်အခြေအနေတွေပေါ်မှာစိတ်ညစ်သုံးသပ်ကြည့်ပြီးတော့ဝိပဿနာကူတာအဲ့ဒါသမထယန္တိကပုဂ္ဂိုလ်ဝိပဿနာယန္တိကပုဂ္ဂိုလ်ကြတော့ရုပ်ကိုတရားရှုသွားအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကဝိပဿနာယန္တိကပုဂ္ဂိုလ်ဆိုလို့ရှိရင်ရှုဖို့ရှုနည်းတစ်မျိုးသမထယန္တိကပုဂ္ဂိုလ်တွေရှုဖို့ရှုနည်းတစ်မျိုးသမထယန္တိကဒီသွားတဲ့ပုဂ္ဂိုလ်တွေကတော့ဝိပဿနာယန္တိကတွေကယောဂစရှုတယ်သမထယန္တိကကျတော့နိုင်ငံစရှုတယ်အဲ့လိုမှတ်လိုက်နော်ဝိပဿနာယန္တိကဆိုရင်ဝိပဿနာလမ်းကြောင်းတိုက်သွားမယ်ဆိုရင်ယောဂစရှုသမထယန္တိကသွားမယ်ဆိုရင်နိုင်ငံစရှုဒါမရှုကောင်းမှုလို့ပြောတာမဟုတ်လွယ်တဲ့အကြောင်းပြောပြတာနော်မရှုရဘူးလို့ပြောတာမဟုတ်ဝိပဿနာယန္တိကလည်းနိုင်ငံစရှုလို့ရတယ်သမထယန္တိကလည်းယောဂစရှုရတယ်မရှိရဘူးပြောတာတော့မဟုတ်ဘူးလွယ်တဲ့ဒီကိုပြောပြတာနော်အဲ့တော့ကမ္မထအထုတ်တဲ့ပုဂ္ဂိုလ်ဟာလမ်းကြောင်းနှစ်သွဲရှိတယ်ကမ္မထအထုတ်ပြီးဆိုတဲ့ကသမာဓိကိုအရင်တီးထောင်ပြီးမှဝိပဿနာသွားမလားသို့မဟုတ်ဝိပဿနာကိုတိုက်ရိုက်သွားမလားဒီနှစ်ခုပဲနော်ဝိပဿနာကိုတိုက်ရိုက်သွားတာကိုဝိပဿနာယန္တိကလို့ခေါ်တယ်။သမထလုပ်ပြီးတော့မှဝိပဿနာသွားတာကြတော့သမထယန္တိကလို့ခေါ်တယ်။အဲဒီနှစ်ခုမှတ်တာပြီးတော့ဝိပဿနာယန္တိကပုဂ္ဂိုလ်သမထယန္တိကပုဂ္ဂိုလ်အလိုက်ဝိပဿနာယန္တိကပုဂ္ဂိုလ်ဆိုရင်ယောဂစရှုတယ်သမထယန္တိကပုဂ္ဂိုလ်ဆိုရင်နာငါစရှုတယ်။ဘာဖြစ်လို့တုံးဆိုလို့ရှိရင်သမထယန္တိကပုဂ္ဂိုလ်ဆိုတာပညာအာယုန်တစ်ခုခုအပေါ်မှာတမာရီကိုအရင်ကြိုးစားထားတာဖြစ်တော့စိတ်အခြေအနေရပို့ပြီးတော့ထင်ရှားတဲ့သူ့ဘုံမှာစိတ်အခြေအနေတွေကိုသူရထားပြီးဥပမာပဲစိတ်တည်ငြိမ်နေတဲ့အခြေအနေတွေကိုသူရထားပြီးရှားထားပြီးသည့်အတွက်ကြောင့်ကိုရထားတဲ့စိတ်အခြေအနေကိုပဲအာယုန်အနေနဲ့အသုံးချပြီးတော့ဝိပဿနာခုလိုက်တယ်အဲသမထယန္တိကအဲ့တော့ယန္တိကနှစ်ခုအလိုက်သွားတော့မယ်ဆိုရင်ဒီအနုပတနာနဲ့ပတ်သက်ပြီးတော့ပြောမယ်ကာယ ानु ပတနာဆိုတာကာယကိုတတိနဲ့ပညာနဲ့ရှုမှတ်ခြင်းကာယဆိုတာအာရိတုံလို့မေးပဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေကိုပြောတာထွက်လေဝင်လေရတယ်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတစ်ခုပဲနော်ထွက်လေဝင်လေအာနာပါနအခုခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတစ်ခုပဲနောက်တစ်ခုအာရလာကိုယ့်ရဲ့အမှုရာကာယကဣရိယာလို့ခေါ်တယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဒါလည်းကာယအစိတ်ပိုင်းတစ်ခုပဲအသေးဖွဲလှုပ်ရှားမှုတွေလည်းကာယကြည်တာရှုတာရှေ့တိုးတာနောက်ဆုတ်တာလက်ကွေးတာခြေကွေးတာစနော်ပြောတာဆိုတာလူရဲ့အမှုရာတွေကအလောကာနဲ့ပတ်သက်တာပထမဆုံးရှုတာကထွက်လေဝင်လေဒုတိယကျတော့သွားရလာတာလျောင်းဆိုင်လျောင်းထိုင်ရသွားဣရိယာပုတ်လေးပါနော်အဲ့ဒါနဲ့သွားတာတတိယကျတော့အသေးဖွဲလှုပ်ရှားမှုတွေလို့သွားတာနောက်တစ်ခါကာယမှာတိတာထင်ရှားတဲ့ယုတ်တရားပါလေတော့ဆိုရင်ပထဝီအာဘောတေသောဝါယောအဲ့ဒါမဲ့ပထဝီဆိုတာကြိုင်ကြည့်လို့သိတယ်မာတဲ့သဘောပြောတဲ့သဘောမတုံးခိုင်သဘောတွေကပထဝီပဲထမင်းချက်တဲ့အခါမှာအခုခေတ်တော့ rice cooker နဲ့ချက်တာဆိုတော့အဲ့ဒါတွေသိမလို့တော့ရှေးတုန်းကမီးနဲ့ချက်တဲ့
မြေအိုးနဲ့ချက်တဲ့တမင်ချက်ပြီးလို့ချက်တဲ့အခါမှာရောက်မှလေးနဲ့ကောပြီးတော့ဆန်စီကိုလည်းနဲ့ဖိကြည့်ရဒါရှိခေခုခေလူတွေပြောရင်တော့ဒါနည်းနည်းရှေ့ကျသွားပြီလို့ပြောခုခေကတော့ rice cooker မိကလို့ဖွင့်တာပြီးတော့နတ်တော့သူပိတ်တော့တာဆိုခုလူတွေကဒါသိပါမဟုတ်တော့သိကိမဆိုင်တော့ဘူးရှေ့ခေကထမင်းချက်တယ်ဆိုတဲ့လူဟာထမင်းကိုပွက်လာပြီဆိုရင်ရောက်မှနဲ့ကောပြီးစက်စီလေးကိုလက်နှချောင်းနဲ့ဖိကြည့်ရနော်အဲ့လိုဖိကြည့်ရတယ်အဲ့ဒါကြောင့်မို့လို့အမျိုးသမီးတွေကိုလက်နှချောင်းပညာလို့ခေါ်တယ်ထွင်ကူးလာပညာနော်ထွင်ချက်တဲ့ပညာကိုပြောပြတာလက်လေးနှချောင်းနဲ့စမ်းပြီးမှနပ်လာမနပ်ဘူးလားဆိုတာသိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးပြောတာအခုခေတ်ကျတော့အဲ့ဒါခေတ်ပြောင်းသွားပြီလို့မှတ်ပြီးတော့သို့တော့ပထဝီဆိုတာစမ်းသပ်လို့ရတယ်ကိုယ်ခန္ဓာကိုယ်မှလည်းကြည့်လိုက်ရင်မတွေ့နိုင်ဘူးဒုံခေမာသလားပြောသလားစမ်းသပ်လို့ရတယ်ဥပမာကိုယ်ထိုင်တဲ့ကြံကမကြီးလားပြောလေးလားအီလေးလားကြည့်လို့ရတယ်အဲ့တော့ပထဝီဆိုတာကြည့်ကြည့်အောင်နဲ့သိနိုင်တယ်ပေါ့နော်နောက်တဲ့တေဇောဆိုတာလေပူရာအေးတာသိတယ်ဝါယောဆိုတာလှုပ်ရှားတာတော့ကတာဒါလည်းသိတယ်အဲ့ဒါကြောင့်ပထဝီရဲ့တေဇောရဲ့ဝါယောရဲ့အဲ့ဒီသုံးခုကိုဖုဒ္ဓဘာယုံလို့ခေါ်တာကာယနဲ့စတ္တကြည့်လို့ရတယ်အားလည်းကြည့်ရမျက်စိနဲ့ကြည့်ရတာမဟုတ်ဘူးကိုယ်ကာယနဲ့ထိပြီးတော့ကြည့်ရမျက်စိနဲ့ကြည့်လို့ရတာအဆင်အာယုံတစ်ခုပဲရှိတယ်နားနဲ့ကြည့်ရတာကအတ္တပဲရှိတယ်နှာခေါင်းနဲ့ကြတော့အနတ်ပဲရှိတယ်အရာသာကြတော့လျှက်တယ်ကျန်တဲ့မာရပြောတာပူရာအေးတာတွန်းကန်တာလှုပ်ရှားတာအဲ့ဒါကြတော့ကာယနဲ့ထိပြီးတော့ကြည့်လို့ရအဲ့တော့ဓာတ်ကြီးလေးပါဆိုတာအဘောတကလွယ်ရင်ကျန်တဲ့သုံးခုထိတာနဲ့သိတယ်နော်ကော်ဖီတောက်ပြီးဆိုရင်ဘာရင်သိတော့ဆိုပူရာအေးတာတော့မဟုတ်အနံ့ကိုအရင်သိတယ်ကော်ဖီရဲ့အနံ့လေးကိုသိပြီးတော့နောက်ပါသိတော့ပူရာအေးတာသိတယ်နော်အရသာတောက်ဆုံးမှသိတယ်တော့အဲ့လိုတော့ရုပ်တရားတွေကိုမှတ်ယူဖို့ဆိုတာလွယ်တယ်အခုဝေဒနာနုပဒနာကြတော့ဝေဒနာဆိုတာဥပမာလူတယောက်ဟာနာသွားကြိုက်နေတယ်နားကြိုက်နေတယ်ဆိုရင်တော့အဲ့ဒါဒုက္ခဝေဒနာထင်ရှားတယ်လို့ပြောအောင်နေမကောင်းတဲ့မသာဖြစ်နေတဲ့အချိန်မှာအဲ့တော့ဝေဒနာနုပဒနာပုံမှန်အနေထားမှာဝေဒနာနုပဒနာကိုဘယ်လိုရှုမလဲအဲ့ဒါလေးကိုပြောပြနော်ဝေဒနာဆိုတာစိတ်ထဲမှာဖြစ်တဲ့ခံစားမှုစိတ်ထဲမှာခံစားမှုကသုံးမျိုးရှိတယ်ဆိုပေမဲ့တိတာထင်ရှားတာတစ်မျိုးကဘာလို့ဆိုရင်ခံလို့ကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်ကျင့်တ်ဆရာကောင်းတယ်ဒုက္ခဝေဒနာခံရခက်တဲ့မကျင့်တတ်ဘူးနေလို့ထိုင်လို့အဆင်မပြေဘူးဒုက္ခဝေဒနာနော်အဲ့တော့ဝေဒနာဒီနှစ်ခုအထင်ရှားတယ်အဲ့ဒီနှစ်ခုစကြကိုအဒုက္ခအဒုက္ခလို့ခေါ်တယ်အဲ့ဒါထားလိုက်ထင်ရှားတဲ့ဝေဒနာနှစ်ခုကြည့်အမှန်အနေထားမှာဆိုရင်ဝေဒနာနုပဒနာရှုမယ်ဆိုလို့ရှိရင်ဘယ်လိုဖော်ထုတ်မလဲဝေဒနာကိုတွေ့အောင်မနဲ့ရှာရမလဲလို့ဆိုရင်ရှုကမ္မထမှာတော့ရှာမယ်လို့ဆိုတော့သူကနေလို့ထိုင်လို့လည်းကောင်းနေတယ်ကိုယ်တည်းရဲ့တွေ့နိုင်တာထွက်လေဝင်လေတွေ့နိုင်တယ်ကိုထိနေတဲ့ကြံကမာတာပြောတာတွေ့နိုင်တယ်ကိုထိနေတဲ့နေရာကမာတာပြောတာပူတာအေးတာတွေ့နိုင်တယ်အဲ့ဒါတွေတွေ့နေတယ်နော်အဲ့တော့ရုပ်ဆိုတာကိုအရင်တွေ့တာဖြစ်တယ်တွေ့သည့်အတွက်ကြောင့်ရှုကမ္မထံကိုအရင်စားလိုက်ဥမာမဲ့ထွက်လေဝင်လေလေးကိုရှုသွင်းပြီးတော့အဲ့ဒီကနေစားကြည့်လိုက်ဝေဒနာကိုဖော်ထုတ်ရမယ်စားပြီးတော့ချက်ချင်းကြီးဝေဒနာတွေ့မှာမဟုတ်ဘူးပေါ့မတွေ့တော့ဝေဒနာကိုဘယ်လိုဖော်ထုတ်မလဲလူစရတယောက်နဲ့တယောက်မတူ
တချို့ပုဂ္ဂိုလ်ကြတော့ယုတ်တရားထင်ရှားတယ်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေကြတော့ယုတ်ကိုရှုခိုင်းတယ်တချို့ကြတော့စိတ်ဝေဒနာကထင်ရှားတဲ့ဆိုရင်နတ်တရားကိုရှုခိုင်းတာအဲ့လိုလည်းရှိတယ်ပေါ့နော်ကိုယ့်အတွက်ပို့ပြီးတော့သိတာထင်ရှားတာကိုရှာကြည့်အောင်လို့ပြောတယ်တာမန်ပုဂ္ဂိုလ်တွေအနေနဲ့ဝေဒနာနုပဒနာကမ္မထာကိုအထုတ်မယ်ဆိုလို့ရှိရင်ကဲထွက်လေဝင်လေကနေရှာကြည့်မယ်ဘယ်လိုရှာကြည့်မလဲထွက်လေဝင်လေလေးကိုပုံမှန်လေးထိုင်ပြီးတော့ရှုသွင်းကြည့်လိုက်တယ်ရှုသွင်းကြည့်တဲ့အခါမှာနှာခေါင်းပိတ်နေပြီဖြစ်စေအိပ်ပတ်နေပြီဖြစ်စေရှုအရှာရခက်တာတစ်ခုရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ပုံမှန်နေထားဆိုရှုရတာလွယ်ကူတယ်ရှုရတာမခက်ဘူးရှုလိုက်တဲ့အခါမှာလည်းပဲစိတ်ထဲမှာကျဉ်းသွားတယ်နှစ်ခုဖြစ်နိုင်တယ်ပေါ့နော်စိတ်ထဲမှာနှစ်ခုဖြစ်နိုင်တယ်အဲ့ဒါလို့ရှုတဲ့လေးကိုအာယုံပထမလေးကိုကြည့်လိုက်ပြီးတော့ရှုသွင်းတယ်ရှုသွင်းလိုက်တဲ့အပေါ်မှာစိတ်အာယုံခံစားမှုတွေပေါ်လာတယ်အဲ့တော့ယုတ်နန္တရားဆိုတာယုတ်နဲ့ပတ်သက်ပြီးဖြစ်နေတာအဲ့တော့နန္တရားကိုဘယ်လိုရှာရတော့နန္တရားကဘယ်လိုနည်းနဲ့ပေါ်လာတော့ဆိုရင်ရုပ်ကိုအမိပြုပြီးတော့ပေါ်တာဒါကြောင့်မို့ထွက်လေဝင်လေလေးကိုအရင်မှတ်လိုက်အဲ့ဒါရူပပရိက္ခရုပ်ကိုအရင်မှတ်လိုက်တာမှတ်လိုက်တဲ့အခါမှာလေးလေးထိသွားတာကိုထိမှန်သိတဲ့စိတ်လေးပေါ်လာတယ်အဲ့တော့စိတ်နဲ့အာယုံစုံမိသွားတယ်ဆိုတဲ့ဖတ်တာသဘောကိုတွေ့လာတယ်နော်ဖတ်တာဆိုတာစိတ်နဲ့အာယုံစုံသွားတဲ့သဘောပါလားဆက်သွယ်မှုရသွားတာပါလားမထိခင်ကဆက်သွယ်မှုမရဘူးထိပြီးတဲ့နောက်မှာသိစိတ်ပေါ်တော့ဆက်သွယ်မှုရသွားတယ်ဒါကဖတ်တာဆက်သွယ်မှုရတဲ့အခါမှာညင်သာတဲ့ခံစားချက်လားနော်မညင်သာတဲ့ခံစားချက်လားအသက်ရှူရတာကောင်းလားမကောင်းဘူးလားတချို့ကြအသက်ရှူလို့မကောင်းဘူးဆိုတာရှိတယ်သက်ရှူလို့ကောင်းတယ်ဆိုတာရှိတယ်သက်ရှူလို့ကောင်းနေတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကောင်းတယ်လို့ခံစားလို့ရှိရင်အဲ့ဒါဒုက္ခဝေဒနာမကောင်းဘူးလို့စိတ်ထဲမှာထင်လာလို့ရှိရင်အဲ့ဒါဒုက္ခဝေဒနာဒါတယောက်နဲ့တယောက်တော့တူကြမှာတူမှာပေါ့နော်အဲ့ဒါဝေဒနာကိုဖော်ထုတ်တဲ့နည်းပဲအဲ့ဒါလို့ဖော်ထုတ်ပြီးတော့မှဝေဒနာနုပဒနာဆိုရှုအောင်မသိပဲနဲ့ဝေဒနာနဲ့နောက်ကရွတ်ပြီးရှုလို့မရဘူးအဲ့ဒါကြတော့ကမ္မထာမဟုတ်ဘူးနောက်ကရွတ်နေတာပဲဖြစ်တယ်အဲ့တော့ကိုယ်စိတ်ကအလုံးဝေဒနာကိုတွေ့အောင်ရှာလိုက်တွေ့အောင်ရှာဖို့တည်းဘယ်အနေရှာမှာတော့ဝေဒနာဖြစ်ပေါ်ရယုတ်တရားကနေရှာရမယ်နော်အဲ့ဒီရှာနိကတွေကိုဒီမှာရှင်းပြထားတာရှိပေါ့နော်ရှင်းပြထားတယ်အဲ့ဒီရှာနိကကိုရှင်းပြအဲ့တော့ဒီနံကမ္မထန်ဒီအရူပကမ္မထန်လို့ခေါ်တယ်နံတရားကိုမှတ်ယူတဲ့ကမ္မထန်ဟာအကြောင်း၃မျိုးနဲ့ရှုထောင့်၃ခုနဲ့နံတရားဟာပေါ်လွင်လာတယ်ရှုထောင့်၃မျိုးဆိုတာအာယုန်နဲ့စိတ်ဆုံးလိုက်တဲ့ဆုံးစည်းမှုလေးကိုဖတ်တာလို့ခေါ်တယ်အဲ့ဒီဖတ်တာလည်းထင်ရှားတယ်နောက်တစ်ခါဆုံးစည်းမှုဆိုတဲ့ဆုံးလာတဲ့အာယုန်လေးပေါ်မှာစိတ်ကကျေနပ်သွားတာရှိတယ်မကျေနပ်တာရှိတယ်အဲ့ဒါဝေဒနာလို့ခေါ်တယ်ဆုံးစည်းမှုကဖတ်တာဆုံးစည်းတဲ့အာယုန်ပေါ်မှာကျေနပ်မှုရှိတယ်ကျေနပ်မှုမရှိဘူးအဲ့ဒါဝေဒနာဆုံးစည်းမှုအာယုန်ပေါ်မှာသိရှိနာလဲလာတဲ့သဘောကောင်းတယ်မကောင်းဘူးသိရှိလာတယ်အဲ့ဒါကြတော့ဝိညာဏလို့ခေါ်တယ်အဲ့တော့နန္တရားတွေဟာရုပ်တရားတွေကိုရှုရင်နန္တရားဟာ၃မျိုးဟာထင်ရှားလာတယ်လို့ပြောတယ်။ဘာ၃မျိုးတော့ဆိုဘာနဲ့ထင်ရှားတာတော့ဆိုရင်ဖတ်တာအနေနဲ့လည်းထင်ရှားတယ်ဝေဒနာအနေနဲ့ထင်ရှားတယ်ဝိညာဏဆိုတဲ့စိတ်အနေနဲ့ထင်ရှားတယ်။နော်အဲ့ဒါထင်ရှားတဲ့အရာ၃ခုပဲလူတိုင်းဟာဒါကိုလှုပ်ချရမယ့်ကိစ္စတစ်ခုပေါ့နော်
အာယုန်နဲ့စိတ်နဲ့ဆုံလိုက်တဲ့ဟာလေးကပထမမျက်စိနဲ့အစင်ဆုံလိုက်တဲ့အခါမှာအဲ့ဒီမြင်တဲ့အာယုန်လေးနဲ့စိတ်နဲ့ပထမတွေ့လိုက်တယ်မျက်စိနဲ့အစင်ဆုံတာကရုပ်ချင်းဆုံတာရုပ်ချင်းစင်တာကိုအကြောင်းပြုပြီးတော့အသိစိတ်တွေပေါ်လာတယ်အဲ့ဒီအသိစိတ်လေးနဲ့အာယုန်နဲ့ဆုံပြီးသွားတာဖတ်တာနော်သိချတဲ့ဘောပေါ့အောင်နားထောင်တော့အဲ့ဒီတိုင်သူကကမ္မထမ်းဆိုတာတတိလွတ်လို့ရတော့မရအောင်အဗ္ဗဓမ္မသိမ့်မွေးတယ်ကမ္မထမ်းကအဗ္ဗဓမ္မသိမ့်မွေးတယ်ထွက်လေဝင်လေတောင်းပါပဲထွက်တိုင်းရှုတိုင်းရှိုက်တိုင်းလူတွေအသိဖို့တော်တော်ကြိုးစားရတယ်လေရှုရှိုက်နေတာပဲဒါပဲလွယ်လားဆိုမလွယ်ဘူးနော်သက်ရှုသင်တာတိတာထင်အဲ့ဒါတော့မလွယ်ဘူးအဲ့တော့စိတ်ထဲမှာအာယုစိုက်ကြည့်လိုက်မျက်စိကနေပြီးအစင်အာယုစုံနေဆိုပါစို့မျက်စိဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမျက်စိထဲမှာမြင်ရအာယုတစ်ခုရောက်လာတယ်ရောက်လာတဲ့အခါမှာမြင်သိစိတ်တွေပေါ်လာတယ်အဲ့ဒီမြင်သိစိတ်ကလေးနဲ့အာယုနဲ့စုံစည်းမှုကဖတ်တာနော်အဲ့ဒါလေးကစုံစည်းအဲ့ဒီအာယုလေးပေါ်မှာစိတ်ထဲမှာကျင့်တတ်တာမကျင့်တတ်တာကျင့်တတ်တာလည်းရှိတယ်မကျင့်တတ်တာလည်းရှိတယ်ကိုယ်ဆုံးတဲ့အာယုကကိုကြိုက်တဲ့အာယုဆိုရင်စိတ်ကချမ်းသာသွားတယ်ကိုမကြိုက်တဲ့အာယုကြီးနဲ့ဆုံလိုက်လို့ရှိရင်စိတ်ကဆန့်ကျင်သွားတယ်အဲ့ဒါကိုပြောတာဒုက္ခဒုက္ခနော်ဟိုလိုပတ်စံရှိလို့ချမ်းသာတာတွေကိုပြောတာမဟုတ်ဘူးဒုက္ခဝေဒနာကမ္မထံပုံမှန်အနေနဲ့အဲ့ဒီလိုမှတ်သားဒါအချိန်မရွေးဖြစ်နေဒုက္ခဒုက္ခဆုံးစည်းလိုက်တဲ့အာယုပေါ်မှာကျင့်တတ်သွားတယ်ဆုံးစည်းလိုက်တဲ့အာယုပေါ်မှာမကျင့်တတ်တာဖြစ်တယ်ဝေဒနာဆုံးစည်းလိုက်တဲ့အာယုရဲ့သဘောကိုသိလိုက်တယ်ဆုံးစည်းလိုက်တဲ့အာယုသဘောသိလိုက်တဲ့ဝိညာဏအဲ့တော့ဖတ်တာအနေနဲ့လည်းထင်ရှားနိုင်တယ်ဝေဒနာအနေနဲ့လည်းထင်ရှားနိုင်တယ်စိတ်အနေနဲ့လည်းထင်ရှားနိုင်တယ်တခြားဟာတွေရောထင်ရှားတာမရှိဘူးလားဆိုရှိတယ်တင်ညာအနေနဲ့လည်းထင်ရှားတယ်စေရနာအနေနဲ့လည်းထင်ရှားတယ်ဒါနတရားတွေပေါ်လာတာဒါပေမဲ့လို့ကမ္မထာအထုတ်ဖို့ကြတော့ဖတ်တာဝေဒနာဝိညာဉ်ဒီသုံးခုပေးထားတယ်ဟိုထင်ရှားဖို့နော်အဲ့ဒီသုံးခုရဲ့တစ်ခုမှအဲ့တော့ဝေဒနာနုပဒနာရှိတဲ့ပုဂ္ဂိုလ်ရှုမဲ့ပုဂ္ဂိုလ်ကဝေဒနာကိုမှတ်တာအဲ့ချိန်မှာနားရဲမှာနာနဲ့အတန်နဲ့ဆုံလိုက်တယ်ဒါရုပ်ချင်းဆုံတာကိုနားရဲမှာအတန်တစ်ခုကြားလာတယ်ကြားလို့ကြာသိစိတ်ဖြစ်လာတယ်စိတ်နဲ့အတန်နဲ့ပေါင်းစပ်ပြီးသွားတာကဖတ်တာအတန်ပေါ်မှာကျင့်တတ်တယ်မကျင့်တတ်ဘူးကဝေဒနာအတန်ရဲ့သဘာဝကိုသိတာဝိညာဉ်ဟောဖတ်တာဝေဒနာဝိညာဉ်ဝေဒနာနုပဒနာရှုခြင်းအဲ့ဒီခုနကျင့်တတ်တယ်မကျင့်တတ်တဲ့အာယုပေါ်မှာရှုမှာနော်ခံစားမှုတွေကိုမှရှုတာအဲ့တော့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကလေးကိုကြည့်ဖို့ဒါအမှန်တမ်းသိမ့်မွေးတယ်တတိသမารီကောင်းမှတွေ့နိုင်မယ်ဒါဝေဒနာကိုဖော်ထုတ်ရမှာနော်အဲ့တော့ဘယ်နည်းနဲ့ပဲဖော်ထုတ်ဖို့လို့မျက်စိကမိတ်ထားတယ်ကမ္မထန်ထိုင်နေတယ်ဘယ်လိုဖော်ထုတ်မလဲထွက်လေဝင်လေကနေဖော်ထုတ်မလားနော်ကိုထိုင်နေထိုင်ကုန်ကမှားတာပြောတာကိုကြည့်ဖော်ထုတ်မလားဖော်ထုတ်လို့ရတယ်ကိုခန္ဓာကိုယ်ရဲ့အနေထားလည်းဖော်ထုတ်လို့ရတယ်ခါအောင်နေသလားညောင်းတာနေသလားထိုင်ရတဲ့အခါတင်းနေသလားဖော်ထုတ်လို့ရတယ်လေအဲ့တော့စိတ်အခြေအနေတစ်ခုကဖြစ်လာမှာပဲသိချပေါက်ပဲဖြစ်လာတဲ့အခါမှာကောင်းတဲ့ခံစားချက်ဆိုရင်ဒုက္ခဝေဒနာမကောင်းတဲ့ခံစားချက်ဆိုရင်ဒုက္ခဝေဒနာအဲ့တော့ကာယ ानु ပဒနာနဲ့ဝေဒနာ ानु ပဒနာပါကွာတော့လို့မေးရင်ကာယ ानु ပဒနာကာယကိုတည်းရှုလို့ရလွယ်တယ်နော်ကိုယ်ကာယရဲ့တစ်ခုကိုရှုတာရသော်ဗျာ14မျိုးတောင်ပြထားတယ်ကာယ ानु ပဒနာဝေဒနာ ानु ပဒနာကျတော့9မျိုးပြထားတယ်အဲ့တော့9မျိုးသာထား9မျိုးဆိုတာမြောက်ပွားထားလို့
အဓိကတော့သုံးခုပဲဝေဒနာသုံးခုပဲနော်စိတ်ချမ်းသာတယ်ကိုယ်ချမ်းသာတယ်အဲ့ဒါတစ်ခုစိတ်ဆင်းရဲတယ်ကိုယ်ဆင်းရဲတယ်တစ်ခုစိတ်ချမ်းသာတာလည်းမဟုတ်ဘူးကိုယ်ချမ်းသာတာလည်းမဟုတ်ဘူးကိုယ်ဆင်းရဲတာလည်းမဟုတ်စိတ်ဆင်းရဲတာလည်းမဟုတ်ဘူးပုံမှန်အနေထားမှရှိတယ်အဲ့ဒါအဒုက္ခမဒုက္ခဝေဒနာသုံးမျိုးအဲ့ဒါမဲ့ထင်ရှားတာကဒုက္ခဝေဒနာလည်းထင်ရှားတယ်ဒုက္ခဝေဒနာလည်းထင်ရှားတယ်အဲ့တော့ဝေဒနာနုပဒနာရှုမယ်ဆိုရင်ဝေဒနာကိုအရင်ဖော်ထုတ်ရမယ်မဖော်ထုတ်ပဲနဲ့ဝေဒနာကိုဘာမှမသိပဲနဲ့အိစ္ဆဒုက္ခအနတ္တရှုရင်ဝေဒနာကိုရှုတာမဟုတ်တော့နော်ကိုယ်တဏ္ဍမှာဝေဒနာကိုမိအောင်ကြရမယ် how to find feeling ပေါ့နော်ဘယ်လိုတွေ့အောင်လုပ်ဝေဒနာကိုဘယ်လိုတွေ့အောင်လုပ်ရမလဲပထမတရားကိုတွေ့အောင်လုပ်ရမယ်ဝေဒနာကိုအရင်တွေ့ရမယ်အဲ့ဒီနီးတွေကိုပြောတာနော်စာပေကျမ်းကမှာရေးထားတဲ့အဲ့ဒီနီးအဲ့တော့ရှုပ်တရားနဲ့ဆက်ဆက်ပြီးတော့နတ်တရားတွေကဖြစ်ကြတာဖြစ်တယ်ပေါ့နတ်တရားတွေဖြစ်တာကြတော့ကဲဝေဒနာနုပဒနာရှုတော့မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့နှစ်ချုပ်ကြည့်လိုက်ကိုယ်စိတ်ထဲမှာဝေဒနာကိုတွေ့ပြီဆိုတော့နော်အဲ့ဒီဝေဒနာဟာဘာကိုအမိပြုပြီးတော့ဖြစ်လာတာလဲဘာကိုအမိပြုဖြစ်လာတာလဲဝေဒနာနုပဒနာကနေဆက်ရှုတဲ့အခါဝေဒနာကိုတွေ့ပြီးတွေ့တဲ့အခါကျတော့အဲ့ဒီဝေဒနာဟာဘာကိုအမိပြုတာတော့လို့ဆိုဝေဒနာသည်ကရဇကာယလို့ဆိုတဲ့ physical body ကိုမှီပြီးတော့ဖြစ်တာနော်ရှုပ်ခဏနဲ့ဆက်ဆက်နေတယ်ထွက်လေဝင်လေရှုလို့ကောင်းတယ်မကောင်းဘူးဆိုတာလေနေနဲ့ဆက်ဆက်နေထိုင်ရတာညောင်းတယ်မညောင်းဘူးဆိုတာလေသက်သာတယ်မသက်သာဘူးဆိုတာလေကိုယ်ကာယနဲ့ဆက်နေတာပဲအလုံးဟာရှုပ်ခဏကိုကြီးနဲ့ဆက်ပြီးတော့ဖြစ်နေတယ်ဆိုလိုတာကရုပ်ပေါ်မှာမိပြီးတော့မှစိတ်ခံစားချက်ကဖြစ်တယ်မြင်တဲ့အာယုံပေါ်မှာစိတ်ခံစားချက်ဖြစ်တယ်ရုပ်ကိုမိတာပဲကြားတဲ့အတန်ပေါ်မှာစိတ်ခံစားချက်ဖြစ်တယ်တန်းရှူရတဲ့အနတ်ပေါ်မှာလည်းစိတ်ခံစားချက်ဖြစ်တယ်လေရတဲ့အရာပေါ်မှာလည်းစိတ်ခံစားချက်တွေဖြစ်တယ်ထိတွေ့တဲ့အထိတွေ့ပေါ်မှာလည်းပဲစိတ်ခံစားချက်ဖြစ်တယ်အဲ့ဒီစိတ်ခံစားချက်လေးကိုဝေဒနာလို့ခေါ်တယ်အဲ့ဒါလေးကိုယင်မိအောင်ရှာလိုက်တာနော်ယင်မိအောင်ရှာလိုက်ပြီးတော့အဲ့ဒီစိတ်ခံစားချက်လေးဟာဘာကိုအမိပြုပြီးတော့ဖြစ်နေတာတော့ဆိုလို့ရှိရင်ယုတ်တရားတွေပေါ်မှာအမိပြုပြီးတော့ဖြစ်နေသူကြီးဖြစ်တာမဟုတ်ယုတ်တရားပေါ်မှာအမိပြုပြီးတော့ဖြစ်တယ်အဲ့တော့သူ့ရဲ့မိယာကယုတ်တရားသူကနတ်တရားယုတ်နဲ့နတ်နှစ်ခုခွဲပြီးတော့ကြည့်အောင်ကဲထွက်လေဝင်လေးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ထွက်လေဝင်လေးရှူသွင်းလိုက်တဲ့အခါမှာနော်လေလေးကဥထုယုတ်ရှုမှန်းသိလိုက်တဲ့အသိစိတ်လေးကနတ်တရားယုတ်နဲ့နတ်နှစ်ခုတွေ့လိမ့်မယ်ယုတ်နဲ့နတ်နှစ်ခုရှိလိမ့်မယ်အဲ့ဒီမှာသိတဲ့ထဲမှာခုနကစိတ်ခံစားချက်မှုတွေကဝေဒနာကိုရှာတွေ့သွားပြီအဲ့ဒီဝေဒနာကိုဥတည်ပြီးတော့သူနဲ့ဆက်ဆက်နေတဲ့ယုတ်တိနာတွေကိုလည်းကုန်ကြည့်သွားတာသူကဆက်ဆက်ပြီးတော့အကုန်လုံးသိအောင်လုပ်ရအဲ့တော့အခုပြောတဲ့စိတ်ခံစားချက်လေးဟာဘာကြောင့်ဖြစ်တာလဲဝေဒနာကိုကြည့်မယ်ဆိုရင်နော်ခုနကလေရှုတာနဲ့ပတ်သက်လာလို့ရှိရင်လေရှုသွင်းလိုက်တဲ့အခါမှာညင်သားခြင်းကြောင့်လွယ်ကူခြင်းကြောင့်သက်သာတယ်ပေါ်ပါတယ်လွယ်ကူတယ်ရှုရရှာရတာမညင်သားဘူးဆိုရင်ခက်ခဲတယ်ပဲမှန်တယ်တော့စိတ်ခံစားချက်နှစ်ခုကွဲသွားတယ်နော်နှစ်ခုကွဲသွားတယ်အဲ့တော့ဒီစိတ်ခံစားချက်လေးဟာဘာကြောင့်ပေါ်လာတာတုံးဆိုတော့ခုနပြောတယ်ဆိုင်ရာအကြောင်းတရားကြောင့်ဖြစ်တာဆိုင်ရာအကြောင်းတရားတွေကများစွာရှိတဲ့ထဲမှာကိုယ်မှအကြောင်းခက်ခဲနေတယ်လေအသက်ရှူမဝါတာဖြစ်နေသလားအမျိုးရှိနိုင်တယ်ပေါ့နော်ကိုသိနိုင်တဲ့အကြောင်းကကိုမသိနိုင်တဲ့အကြောင်းကတော့အဝိဇ္ဇာတို့ဘာတို့အဲ့ဒီကံတရားတွေကိုပြောလို့ရတယ်
ဒီမှာတော့ရှုသွင်းလိုက်တဲ့လေဟာအလွယ်တကူလေးရှော့ရှော့ရှုရှုဖြစ်တယ်ဆိုတာဓာတ်ကြီးလေးပါဟာအစဉ်ပြေနေလို့ပဲဖြစ်တယ်နော်ဓာတ်ကြီးလေးပါအစဉ်ပြေကျမကြီးကောင်းနေလို့သက်ရှုရတာကောင်းတယ်ကျမကြီးမကောင်းလို့အသက်ရှုရတာမကောင်းဘူးဟောဒုက္ခဝေဒနာဒုက္ခဒါအကြောင်းတရားပဲလေဝေဒနာဖြစ်ခြင်းရဲ့အကြောင်းတရားအဲ့ဒီဝေဒနာဖြစ်လာတဲ့အခါမှာကြည့်လိုက်တဲ့အခါအကြောင်းတရားကိုသိလိုက်တဲ့အခါမှာနောက်ထပ်ဘာဆက်သိရမလဲနော်ပြန်ပြီးတော့ပြောပြမယ်ပထမဝေဒနာတွေ့မယ်နော်အစဉ်ပြေခြင်းမပြေခြင်းဆိုတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာတွေ့မယ်အဲ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုစဉ်းစားလို့ရသွားတယ်ရသွားတဲ့အခါကျတော့နောက်ထပ်ဆက်ပြီးတော့ကြည့်ရမှာပါတော့ဆိုလို့ရှိရင်အကြောင်းတရားနဲ့အကျိုးတရားရှုသွင်းလေးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဆိုတာဒီဒုက္ခဖြစ်တာဒုက္ခဖြစ်တာဒီအာယုံကြောင့်ဖြစ်တာလေရှုလို့ကောင်းတယ်ဆိုတဲ့အာယုံကြောင့်ဒုက္ခဖြစ်တာရှုလို့မကောင်းဘူးဆိုတဲ့အာယုံကြောင့်ဒုက္ခဖြစ်တာအဲ့တော့ရှုလို့ကောင်းခြင်းမကောင်းခြင်းအဲ့ဒါကအကြောင်းတရားအဲ့တော့ရှုလို့ကောင်းတဲ့အခြေအနေကောင်းလို့ရှုရတာသက်သာတယ်အခြေအနေမကောင်းလို့ရှုရတာမသက်သာဘူးအဲ့တော့ကောင်းခြင်းမကောင်းခြင်းကအကြောင်းတရားသက်သာခြင်းမသက်သာခြင်းကဒါအကျိုးတရားအဲ့တော့အကြောင်းနဲ့အကျိုးဒီနှစ်ခုပဲရှိတယ်ဒီထဲမှာတရဝဆိုတာမရှိဘူးလာပြီးတော့အုပ်စိုးနေတဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးငါလည်းမရှိဘူးသူတို့ကလည်းမရှိဘူးတကယ်ကတော့အကြောင်းနဲ့အကျိုးသဘာဝတရားတသက်တာဖြစ်တာဖြစ်တယ်အဲ့ဒါကိုရှုံးနံကလွယ်ပြီးတော့ဉာဏ်ပါမရှိဘူးအနုမို့ဆိုရင်တေချာစစ်ကြည့်လိုက်လေရှုသင်းတယ်လောလကူရှုလို့ရတယ်လောလကူရှုရတဲ့ပုံမှာစိတ်ချမ်းသာမှုရှိတယ်ရှုသင်းတယ်လောလကူမရှိဘူးခက်ခဲပင်ပန်းမှုတွေရှိတယ်တော့နှစ်ခုရှိတယ်အဲ့နှစ်ခုရှိတဲ့ပဲဒီလိုရှုသင်းအောင်ဘယ်သူကလှုပ်တာတော့ဆိုစိတ်ကလှုပ်တာပဲအဲ့တော့စိတ်ကနတ်တရားရှုသင်းနေတဲ့လေကယုတ်တရားအကြောင်းနဲ့အကျိုးယုတ်နဲ့နံနှမျိုးမှတပါလှုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ခုမှမရှိဘူးဒီလိုဥပမာပဲတိုင်းကနိုင်လေးတစ်ခုမှကြည့်နိုင်လက်တံလေးကသွားနေတယ်နိုင်လက်တံလေးကဘာကြောင့်သွားတော့ဆိုဘက်ထရီအားနဲ့သွားနေတာသွားအောင်လုံးနေတဲ့လူရှိလားမရှိဘူးဘက်ထရီကအကြောင်းတရားနော်ဘက်ထရီနဲ့ခုနကတက်စင်ထားတဲ့ဒီဟိုရနေပေါ်စက္ကရိယာတွေကအကြောင်းတရားပုံမှန်အနေထားလေးကိုပြနိုင်နေတာအကျိုးတရားအဲ့တော့ဒီမှာလည်းပဲထို့တူပဲအကြောင်းယုံညင်ညွတ်နေတာကအကြောင်းတရားရှုလို့ကောင်းနေတဲ့ဒုက္ခကအကျိုးတရားအကြောင်းနဲ့အကျိုးနှစ်ခုပဲဖြစ်ပြီးတော့သူကသူဖြစ်ပြီးပြတ်သွားကြတယ်ဒီထဲမှာရှုလို့ကောင်းအောင်လုပ်တဲ့လူလည်းတယောက်မှမရှိဘူးရှုလို့မကောင်းအောင်လုပ်တဲ့လူလည်းတယောက်မှမရှိဘူးနော်ရှုပ်တရားနဲ့နံတရားအကြောင်းနဲ့အကျိုးဒီနှစ်ခုသာလင်ရှိတယ်လို့သိတာအဲ့ဒါနမရူပပရိစ္ဆေရညာလို့ခေါ်တယ်သိကြပေါ့သိအောင်အဲ့ဒါလို့ကြည့်အောင်နော်သက်ရှုနေတဲ့အချိန်လေးမှာစိတ်ခံစားနေတဲ့အချိန်မှာစိတ်ခံစားမှုပဲရှိတယ်စိတ်ခံစားမှုကိုဖြစ်ပေါ်စေရတဲ့အကြောင်းပဲရှိတယ်ဒါကလွယ်ပြီးတော့ပုဂ္ဂိုလ်တ attva တခြားမရှိဘူးနာယီကိုလည်းဖြုတ်ကြည့်မယ်ဘက်ထရီနဲ့ဒီစက္ကရိယာတွေကလွယ်ပါမရှိဘူးနော်ချိန်ကြရင်တီးတယ်အတန်ပေးတယ်နာယီလက်တံကအချိန်လေးကိုပြောနေတယ် talking clock ဆိုပြောပြီးလေနော်အဲ့ဒါတွေကထဲတဲ့လူတယောက်ကလုံတာလည်းမဟုတ်ဘူးသူ့သဘာဝတည်းဖြစ်တာအဲ့ဒီသဘောမျိုးပဲစိတ်ခံစားမှုဆိုတာကိုအကြောင်းကနေလှုပ်တာအကြောင်းကတရဝမဟုတ်ဘူးပုဂ္ဂိုလ်လည်းမဟုတ်ဘူးသူ့အကြောင်းပဲယုတ်တရားနံတရားပဲဖြစ်တယ်နော်အဲ့ဒါကိုသိအောင်ဝေဒနာနုပဒနာအနေနဲ့ရှုရင်ကနေပြီးတော့သိပြီးတော့
သုဒ္ဓသင်္ခါရပုံစောသင်္ခါရတရားတသက်ဖြစ်တာပဲဝေဒနာလည်းပဲသင်္ခါရတရားတသက်ဖြစ်ဝေဒနာကိုထောက်ပံ့ခုညိနေတဲ့ယုတ်တိနာနေရလည်းသင်္ခါရတရားတသက်ဖြစ်ထိကြတဲ့မှာပြုလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးနော်အကြောင်းယုတ်ညညွတ်လို့ဖြစ်နေတဲ့အရာများတာဖြစ်တယ်လို့ဒါနာမရူပပရိစ္ဆေဒညာဖြစ်တာအဲ့လိုသိနေအောင်တရဝဆိုတာမရှိတော့ဘူးတရဝရှုတာမဟုတ်ဘူးစိတ်ချမ်းသာတာတရဝမဟုတ်ဘူးနော်ဝေဒနာပေါ်တာပဲဖြစ်တယ်စိတ်မချမ်းသာဘူးဆိုတာလည်းဝေဒနာပေါ်တာပဲဖြစ်တယ်အဲ့တော့ဝေဒနာနုပဒနာကိုရှုပြီးဆိုရင်အဲ့လိုဝေဒနာကိုရှုရင်ကနေပြီးတော့နောက်အကြောင်းနဲ့တကွဝေဒနာရဲ့တရားဖြစ်တယ်ယုတ်တရားတွေထိုယုတ်တရားတွေကိုမိဖြစ်တဲ့ဉာဏ်နဲ့နံတရားတွေအဲ့ဒါတွေဟာပေါင်းစုပြီးတော့လုပ်နေတာဥပမာကာတဇင်းကိုကြည့်မယ်ဆိုရင်ကာရဲ့စက္ကရိယာတွေအကုန်လုံးဟာအလုံးဟာစွမ်းဆောင်နေကြတာပဲလေတညီတဲ့လုပ်နေကြတာဘိန်းကလည်းဘိန်းလုပ်ပက်ထရိုကလည်းပက်ထရိုလုပ်ဘက်ထရီကလည်းဘက်ထရီလုပ်အင်ဂျင်ကလည်းအင်ဂျင်လုပ်အလုံးဟာဒီစက္ကရိယာတွေကသူ့အလုပ်ကိုသူလုပ်ကြတယ်ဒရိုင်ဘာလုပ်တဲ့အလုပ်ကဒရိုင်ဘာပဲမောင်းနေခြင်းကဒရိုင်ဘာရဲ့အလုပ်ပဲဒရိုင်ဘာကဘိန်းတို့ကတည်းကလမ်းပေါ်မှာမလိမ့်နိုင်ဘူးဒါသူ့အလုပ်မဟုတ်ဘူးသူရွေ့ရှားသွားတာဘိန်းရဲ့အလုပ်ဖြစ်တယ်နော်အလုံးဟာတညီတဲ့စွမ်းဆောင်မှုပေးပြီးတော့တို့ရခရီးကိုရောက်သွားကြတယ်လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားနံတရားတွေကလည်းအဲ့တိုင်းပဲတော်မဟုတ်ဘူးသဘာဝတရားတက်ပေါင်းစပ်ပြီးတော့ဖြစ်ပေါ်နေတယ်ဆိုတဲ့အသိကိုရအောင်လို့အဲ့တော့ဝေဒနာရှုတော့ကနေပြီးတော့တော်ဆိုတာမရှိဘူးဝေဒနာတရားတက်များတာဖြစ်တယ်လို့ဒီလိုသိပြီးတော့အဲ့ဒီပေါ်မှာထပ်ဆင့်ပြီးတော့ပါသိလာတော့ဆိုရင်ပြန်ပြီးသုံးသပ်တဲ့အခါမှာအဲ့ဒီလိုစိတ်ခံစားမှုတွေဟာအကြောင်းကြောင့်ဖြစ်တဲ့ရှုလို့ကောင်းတယ်ဆိုတဲ့စိတ်ခံစားမှုရှုလို့မကောင်းဘူးဆိုတဲ့စိတ်ခံစားမှုအဲ့ဒါနဲ့ဆက်နွယ်ပြီးတော့ဖြစ်နေတဲ့ကိုယ်ကာယအနေထားစိတ်တွေယုတ်တွေနာနေယုတ်တွေနာနေဟာနော်အဲ့ဒီယုတ်တွေနာနေဟာထာဝရလားလို့မဟုတ်ဘူးခုဖြစ်ပြီးခုပြတ်သွားတာငကောရှိနာလားလို့ဆိုငကောရှိတာမဟုတ်ဘူးသူကသူဖြစ်လာပြီနောက်ဖြစ်တာကနောက်ဟာပဲနောက်အကြောင်းကြောင့်ဖြစ်တာအကြောင်းမရှိမဖြစ်ဘူးဘာမှအဲ့တော့မမြဲဘူးဆိုတာအစနဲ့အဆုံးရှိလို့မမြဲဘူးလို့ပြောတာစတဲ့မှုရှိတယ်အဆုံးသတ်ခြင်းရှိတယ်အာရိအန္တဝန္တတရားအစနဲ့အဆုံးရှိတယ်အဲ့ဒီအစအဆုံးရှိနေသည့်အတွက်ကြောင့်ဖြစ်မှုပြတ်မှုတွေနဲ့ဆက်ဆက်နေသည့်အတွက်ကြောင့်ဖြစ်တဲ့အပိုင်းရှိတယ်ပြတ်သွားတဲ့အပိုင်းရှိတယ်ဖြစ်တာရှိတယ်ပြတ်တာရှိတယ်အဲ့ဒါကြောင့်အနိစ္စအဲ့ဒီဖြစ်မှုပြတ်မှုတွေကတလက်စားဒုက္ခပေးနေတာဖြစ်လို့နော်ဒုက္ခတလက်စားနှိမ့်ဆက်နေလို့ဒုက္ခအဲ့ဒီတလက်စားနှိမ့်ဆက်နေတဲ့ဒုက္ခကိုမတားဆီးနိုင်လို့အနတ္တနော်အဲ့ဒါအနိစ္စဒုက္ခအနတ္တဆိုအဲ့ဒါပြောတာဖြစ်ပြနေတာတွေကိုကိုယ်ကိုယ်တိုင်လည်းတားဆီးလို့မရဘူးနောက်ဆုံးမှာကိုယ်မှာစွန့်ရည်တတိရှိတယ်လို့ယူဆရှိကြတဲ့လူတွေမှာတတ္တဝါတွေမှာပြောကြတယ်ငါလှုပ်တာငါတွေးတာငါလုံနိုင်တယ်ငါပြောနိုင်တယ်ငါစားနိုင်တယ်ငါသွားနိုင်တယ်လူတွေမှာအကြမ်းမှနေတဲ့အချိန်အဲ့လိုပဲထင်တာလေငါလို့ပဲထင်နေကြတာတခြားစဉ်းစားကြည့်လိုက်မှဆိုရင်လက်ရှိတယ်ခြေလက်ရှိတယ်အကုန်လုံးရှိတယ်လေးဖြတ်သွားလို့ရှိရင်လက်တော့မလို့မရတော့လေအဲ့တော့သူမတာမဟုတ်ဘူးလေးကြောင့်လေးကမတာထင်ရှားတယ်လေးမပြတ်ဘူးဆိုရင်မလို့ရမယ်လေးပြတ်သွားလို့သူမလို့မရဒါအဲ့ဒီကိုမပိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာနော်ကိုလှုပ်တာမဟုတ်ဘူးသူကသူအကြောင်းကျိုးညီညွတ်နေလို့ဖြစ်နေတာကိုငါလှုပ်ထားတာလို့ထင်အဲ့ဒါအနတ္တဆိုတဲ့သဘောတရားကနောက်တစ်ခုကပါတော့ဆိုရင်ပစ္စယယတ္တဩဒိအကြောင်းနဲ့ဆက်ဆက်ပြီးမှအသက်ရှင်နေကြတာဥပမာဒီ
အသက်20စိတ်ရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ30 40 50ရှိတဲ့ပုဂ္ဂိုလ်ဖြစ်စေ80 90ရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်သူမှအကြောင်းနဲ့ကဲပြီးသက်ရှင်တာမရှိဘူးတနေ့တစ်ခုလူတိုင်းကြည့်လိုက်အလုံးဒီတရားနာထောင်နေတဲ့ပုဂ္ဂိုလ်တွေဟာအသက်ရှင်နေကြတာအကြောင်းပေါ်မှာမူတည်နေတာလေးပြတ်သွားတာနဲ့တပြိုင်နက်အလုံးအသိဆုံးသွားကြမှာပဲအောက်စီဂျင်ပြတ်သွားရင်သိမှာပဲဒီနော်ရှုစရာလေးမရှိရင်အဲ့တော့လေးရဲ့အထောက်ပံ့ရနေလို့သက်ရှင်နေကြတာနောက်တစ်ခုကစားစရာတွေစားပြီးတော့ပံ့ပိုးထားလို့သက်ရှုနေကြတာပတ်ဝန်းကျင်အခြေအနေတွေကောင်းနေလို့သက်ရှုနေကြတာတောတောင်သစ်ပင်ရေမြေတွေနဲ့အမိပြုဆက်ဆက်ပြီးတော့သက်ရှင်နေကြတာအနည်းဆုံးကလေရှုနေတာနော်လေရှုနေရလို့လေမရှုရင်မိနစ်ပိုင်းအတွင်းသိသွားမှာပဲလူတိုင်းလူတိုင်းကိုဗစ်တုန်းကလူတွေသိကြတာလေခုကောင်းတယ်ဒါကြောင့်ဘုံနဲ့သိသွားအဲ့တော့လူအသက်ရှင်ဖို့ဆိုတာပစ္စယယတ္တဝဋ္ဌိအကြောင်းတရားကိုမိပြီးတော့အသက်ရှိကြတာဖြစ်သည့်အတွက်ကြောင့်အကြောင်းနဲ့ဆက်ဆက်ပြီးအသက်ရှင်နေရသည့်အတွက်ကြောင့်ကိုယ့်ရဲ့စွမ်းစားဆိုတာတစ်ခုမှမရှိဘူးနော်ကိုလုံးနိုင်တာပါရှိပါမရှိဘူးအဲ့ဒါကိုအနတ္တလို့ပြောတာနော်ပြုလို့သူဆိုတာမရှိဘူးခံစားသူဆိုတာမရှိဘူးအုပ်ချုပ်သူဆိုတာမရှိဘူးအကြောင်းအကျိုးတွေညီညွတ်ပေါင်းစပ်ထားလို့ဖြစ်နေတာသာဖြစ်တယ်အကြောင်းအကျိုးတစ်ခုညီညွတ်မှုပြက်ပြားသွားတာနဲ့တပြိုင်နက်ပြိုကျသွားအဲ့တော့ဘဝကြီးဟာပြိုကွဲပျက်စီးဝရအမှန်တမ်းနေတယ်ဒါကြောင့်မို့လို့အရခေရိဝတသဘောဆိုပြီးတော့ဥပမာပေးထားရှိတယ်အိဋ္ဌတရားနဲ့ပတ်သက်လာတဲ့အခါအရခဆိုတာအဖျားလေးပေါ့အဖျားလေးပေါ်မှာမုံညင်းစိတည်ထားတင်ကြည့်ပါလားနော်မုံညင်းစိလေးကိုအဖျားလေးကိုတင်လိုက်ချက်ချင်းပြုတ်ကျသွားမှာပဲလေအဲ့တော့ဘဝဆိုတာအကြောင်းလေးနဲ့ရက်တည်နေရတာအဲ့ဒါမှလူဘဝဆိုတာထွက်လေဝင်လေနဲ့ဆက်ဆက်နေတယ်သက်ရှူရတာနဲ့ဆက်ဆက်နေတယ်အစားအစာတွေနဲ့ဆက်ဆက်နေတယ်အဲ့ဒါတွေဖယ်လိုက်တာနဲ့တပြိုင်နက်သက်ရှင်သန်မှုဆိုတာမရှိတော့ရှိတော့အဲ့ဒါကိုပြောတာအနတ္တဆိုတာပစ္စယယတ္တဝဋ္ဌိတို့တွေသက်ရှိနေရတာဟာအကြောင်းတရားတွေဆက်ဆက်နေလို့ပဲလို့အဲ့တော့ဝေဒနာနုပဒနာနဲ့ပတ်သက်ပြီးတော့ဝေဒနာနုပဒနာကမ္မထံကိုရှုမဲ့ဆိုရင်ခုပြောတဲ့အတိုင်းရှုပ်ကနေစပြီးတော့ဝေဒနာကိုတွေ့အောင်ရှာတွေ့လာပြီဆိုတဲ့အခါကျတော့မှအဲ့ဒီဝေဒနာကိုစဉ်းကျင်သုံးသပ်တယ်ပေါင်းစပ်ပြီးတော့ယုတ်တိနံတွေကိုသိအောင်လုပ်တယ်ပြီးတဲ့အခါမှာကိုတွေ့ထားတဲ့ယုတ်တိနံတွေဟာတခုမှခိုင်မြဲတာမရှိဘူးမခိုင်မြဲသည့်အတွက်ကြောင့်အလုံးအကျင့်နဲ့ဆရာမဟုတ်လို့ဒုက္ခတွေဖြစ်တယ်အဲ့ဒီဒုက္ခဖြစ်နေတာကိုဘယ်သူမှကိုယ်မှလုံနိုင်တဲ့စွမ်းရည်တတိမရှိဘူးကိုယ်မှပိုင်းဆိုးတဲ့ဆိုရမှုမရှိဘူးအဲ့ဒါအနတ္တအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုအချိန်ပေါင်းတန်းချီနော်သိန်းချီတန်းချီအချိန်ချင်းပုတ်တိုက်ပြီးတော့အသိဉာဏ်နဲ့စဉ်းစားတွေးခေါ်နေတာသမထနာလို့ခေါ်တယ်တခါနဲ့ကပို့ရုံနဲ့တော့မရဘူးလေမဲတူနေတဲ့ချီခွက်တစ်ခါကိုဝင်းအောင်ပို့မယ်ဆိုရင်ပို့ပြီးတော့အဲ့ဒါလိုပဲအန်တရားတွေမှာမဲနေတယ်ဟာဒီပေါ်လာအောင်ပုတ်ကိုအဲ့ဒီပုတ်တိုက်တာကိုသမထနာညာလို့ခေါ်တယ်အဲ့ဒီကနေပုတ်တိုက်လို့ပေါ်လွင်ထင်ရှားလာပြီအနိစ္စပေါ်လာပြီဖြစ်တာလည်းသိလိုက်တယ်ပြတ်တာလည်းသိလိုက်တယ်ဥရိယဗျာညာဖြစ်တယ်အဲ့ဒီကနေပြီးတော့ရှုရများတဲ့အခါကျတော့ဖြစ်တာတဲ့ပြတ်တာကပုံများနေတဲ့ညာလာတယ်ပင်ကညာဆိုအဲ့တော့ပင်ကညာရောက်လို့ရှိရင်ဝိပဿနာလမ်းဟာလမ်းဆုံးသွားတယ်နော်အနိစ္စဒုက္ခအနတ္တရှုတာလမ်းဆုံးသွားတယ်ဒါပေမဲ့တလောင်းနဲ့နိဗ္ဗာန်ရပါလားဆိုမရသေးဘူးရှေ့မှာထူးခြားတဲ့ဉာဏ်လေးရှိသေးတယ်ဒီကြားထဲမှာဖြစ်တာပြက်တာမြင်ုံနဲ့လူကစိတ်မပြက်သေးဘူးမှမရှိသေးဘူးနောက်မြင်လာရမှာကြောက်စရာကြီးပါလားလို့မြင်လာလိမ့်မယ်ဒီလိုပြက်ချင်နိုင်ပြက်နေသူကြောက်စရာကြီးပါလားလို့မြင်လာရင်ဘယညာလို့ခေါ်တယ်
အဲ့ဒါမြင်လာပြီးလို့ရှိရင်အနေများလိုက်တာဖြစ်ပြီးချက်ချင်းပြတ်သွားတာဆိုတော့တို့ဘဝဟာအနေများလိုက်တာလို့မြင်တာအာဒီနောညာစိတ်ပြတ်ဖို့ကောင်းလိုက်တာဘဝကြီးကညီကိုစရာကောင်းတယ်ဆိုနေဗိဒာညာအဲ့တော့ဖိငါညာရဲ့အာဒီနောညာရဲ့နေဗိဒာညာရဲ့ဆိုတာအခိုက်အတန့်လေးတွေဖြစ်သွားတာဒါကြောင့်မလို့သူတို့ကိုအဝဋ္ဌညာလို့ခေါ်တယ်ဖိငါညာရလို့ရှိရင်လမ်းဆုံးသွားပြီဘယညာရဲ့အာရိနောညာရဲ့နေဗိဒညာရဲ့ကတူတူပဲလို့မှတ်တာဒီသုံးမျိုးကတူတူပဲသို့တော့အခြေအနေရသုံးမျိုးခွဲထားတာအမြင်ရသုံးမျိုးခွဲထားတာနော်ကြောက်စရာလို့မြင်တာဘယအနေကြီးလို့မြင်တာအာရိနောစိတ်ပြည့်စရာကောင်းတယ်လို့မြင်တာနေဗိဒအဲ့သုံးခုကဒါအဝဋ္ဌညာလို့ခေါ်တယ်အခိုက်အတန့်ဖြစ်သွားတဲ့ဟာတွေခုနကဘင်္ဂညာရောက်လို့ရှိရင်အနိစ္စလမ်းဆုံးသွားပြီနော်ဝိပဿနာညာလမ်းဆုံးရှစ်တိုးတက်တဲ့အခါမှာအခုလိုအသိဉာဏ်တွေတက်အဲ့တော့နောက်တစ်ခုကဘာလို့ဆိုရင်ညီငွေစရာကောင်းတယ်ဆိုရင်ညီငွေစရာကောင်းတဲ့အရာကိုလက်ကလွတ်ပစ်ခြင်းစုပ်ကိုင်မထားခြင်းတော့ကိုယ်အိမ်မှာအသုံးမကျတဲ့ပစ္စည်းအမိုက်ပုံနဲ့သွားထည့်တယ်လို့ပဲလွတ်လိုက်ခြင်းနဲ့ကိုယ်နာမထားခြင်းတော့တို့မို့ကိုယ်တိုင်ကအဲ့ဒီဒုက္ခကြီးကလွတ်ချင်နော်လွတ်ချင်တာနဲ့လွတ်ပြစ်ချင်တာနှစ်ခုလွတ်ချင်တဲ့ဆိုရင်မုံစီတုကမြတာစာလုံးနှလုံးနဲ့ရေးတယ်လွတ်ပြစ်ချင်တဲ့ဆိုရင်မုံစီတုကမြတာညာနဲ့စာနဲ့ရေးတယ်မတူနော်ကွဲတယ်ခွဲတယ်မတူပမာတကမှာကွဲတာသူကသူကွဲသွားတယ်ခွဲတာတယောက်ကပေါက်ခွဲလိုက်တာကြတယ်ချတယ်ကြားတယ်ဆိုတာသူကသူဖြစ်တာချားတယ်ဆိုတာတစုံတယောက်ကလှုပ်လို့ချားနော်ပြဲတယ်ဖြဲတယ်နော်ပေါ်တယ်ဖော်တယ်ပေါ်တာသူကသူပေါ်တာဖော်တာကြတာဖော်တယ်သူကဖော်တယ်အဲ့လိုစကားမှာအခုလဲလွတ်တယ်လွတ်တယ်တခုပဲလွတ်တယ်ဆိုတာသူကသူလွတ်တာလွတ်ချင်လွတ်တယ်ဆိုတာကိုဆုံးလွတ်ချင်ဒီသင်္ခါရတရားကြီးအာနိယတွေများတယ်ကြောက်စရာတွေဖြစ်တယ်ညီငွေစရာကောင်းတယ်အဲ့ဒါကြောင့်လက်လွတ်ချင်ပါနဲ့တူလို့ဆိုရင်ဝေတကောင်ကိုလက်ထဲမှာဆုပ်ပြီးထားတယ်လို့ပဲငကိုတော့ကမြုံနဲ့မှလက်နိုင်လိုက်တဲ့အခါကျတော့ငါးကြီးလို့ထင်ပြီးတော့ပွေကိုကင်လိုက်တာပွေတွေ့လိုက်တဲ့အခါငါးကြီးလို့ထင်တယ်ဒါပေမဲ့ကံကောင်းတော့သူကစက်ကိုဆုပ်ပြီးထားတယ်စက်ကိုဆုံးပြီးထားပြီးတော့မြုံကနေဖော်ကြည့်လိုက်တဲ့အခါပွေဟောက်ကြီးဖြစ်တယ်ကဲခုနတော့ငါတော့ငါစေဝန္တာနော်ပွေဟောက်ကြီးဆိုတော့သူကြောက်သွားတယ်ကြောက်သွားတော့ဒီတိုင်းလွတ်မလားလို့ဆိုဒီတိုင်းလွတ်ရင်သူကြိုက်တော့မှလေအဲ့တော့မကြိုက်အောင်မလုပ်တော့ဆိုရင်ချာပါရန်တော့ဝေကိုသူ့ကိုမကြိုက်နိုင်တော့လက်ပတ်ပြီးရန်ပြီးတော့မှအဝေးကိုလွတ်သွားအောင်လုပ်ပြလိုက်တယ်အဲ့ဒါလို့ပဲသင်္ခါရတရားတွေမမြဲတာတွေအနေရတွေကြောက်စရာကောင်းတာတွေမြင်လာတဲ့အခါမုတ်စီတုကမြတာစာကိုယ်လက်ထဲရောက်နေတဲ့ပွေဟောက်ကြီးကိုလွတ်ချင်တယ်လို့ပဲဆုံးမထားခြင်းလို့ဖြစ်လာတယ်အဲ့တော့လွတ်ချင်ပြီဆိုလို့ရှိရင်လွတ်ပုံလွတ်နည်းရှာတော့မယ်စဉ်းစားရတော့မယ်အဲ့ဒါကိုပဋိသင်္ခါညာလွတ်ချင်တာကတစ်ခုစဉ်းစားတာကတစ်ခုနောက်တစ်ခါအဲ့ဒီပေါ်မှာလွတ်နည်းကသိပြီးတဲ့အခါမှာသိကြိုးစားစရာမလိုပဲနဲ့အလွယ်တကူလွတ်လို့ရမယ်ဆိုတာသိသွားတဲ့သင်္ခါရုပ္ပခါညာအလုံးပေါက်လိုက်တဲ့အခါကျတော့မုစိတုကမြတာရဲ့ပဋိသင်္ခါရဲ့သင်္ခါရုပ္ပခါညာရဲ့ဒီညာတော့ကိုလည်းတူတူပဲအဝဋ္ဌညာလို့ခေါ်တယ်အခိုက်တန်လေးတွေဖြစ်တာနော်အာယုံမှာတွေ့ပြီနောက်ဆုံးမှာသင်္ခါရုပ္ပခါညာရင့်တန်လာပြီဆိုတော့မှမဉဏ်ကိုကုလို့ရတယ်မဉဏ်မကုပဲအဲ့ဒီနာတွေပဲတဝဲလဲပြီးသိသွားတဲ့လူတွေရှိပါဟိုပဲမရောက်ဘူးအဲ့ဒါနောက်တွေရအောင်တော့ကြိုးစားကြည့်ကြပေါ့သင်္ခါရုပ္ပခါညာနေလောက်ရရင်ကိုမဆိုးပါဘူးနော်အဲ့ဒီအစင်လောက်ရရင်ကိုမဆိုးဘူးအဲ့ဒီလောက်ထိအောင်မရရင်တော့ယုံနံကွဲတဲ့အစင်ကလေးတော့နည်းနည်းလေးတော့လှုပ်တဲ့ပေါ့ယုံနဲ့နံကွဲပြီအဲ့ဒါကိုတိတိဝိသုဒ္ဓိလို့ခေါ်တယ်ယုံနဲ့နံနှစ်ခုတရဝဆိုတဲ့အတွေ့ပြောင်းသွားပြီးတော့ယုံနဲ့နှစ်ခုပဲရှိတယ်ဆိုတဲ့အသိလေးရအောင်ရင်လုပ်လိုက်
အဲ့ဒါဆိုရင်သုလသောတာပန်အဆင့်လို့ပြောတဲ့ဟာမျိုးနော်ယုံနိုင်သေးဘူးရနိုင်ပြီဆိုရင်တော့ခုနသင်္ခါရုပ္ပခာညာထီအောင်သွားကံကောင်းလို့ကိုယ့်ရဲ့ကြိုးစားမှုအတိတ်ကအရေးချင်းနဲ့ပြေဝမှုနှစ်ခုပေါင်းစပ်မှကြိုးစားတိုင်းလည်းမရဘူးကြိုးစားရမယ်အရေးချင်းကလည်းပြေဝတယ်ဆိုလို့ရှိရင်တော့ကံကောင်းရင်တော့ဒီဘဝတွေမယ်သောတာပန်ဖြစ်ခြင်းဖြစ်မယ်သက္ကရာကံဖြစ်ခြင်းဖြစ်မယ်ဒါကဖြစ်ခြင်းဖြစ်မယ်မစိတ်ပေါ်လာတဲ့အခါမှာဆံကိရိတာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုတွေ့တော်မှာဖြစ်တယ်သင်္ခါရတရားတွေပေါ်မှာစိတ်ပြည့်တဲ့ညီငွေတွေကြောက်စရာတွေလို့မြင်မှသင်္ခါရတရားကိုလွတ်နိုင်တယ်အဲ့သင်္ခါရတရားကိုစုပ်ကိုင်ထားတဲ့ပြနိဗ္ဗာန်မတွေ့သေးဘူးသင်္ခါရတရားကိုစွန့်လွတ်လိုက်ပြီဆိုမှနိဗ္ဗာန်တွေ့တယ်အဲ့တော့နိဗ္ဗာန်နဲ့ဒီသင်္ခါရနဲ့ဆန့်ကျင်မဲ့ပဲသင်္ခါရအာယုံရှိနေတဲ့မြတ်နိဗ္ဗာန်မတွေ့သေးဘူးဒါမို့နိဗ္ဗာန်ဆိုတာသင်္ခါရနာအပေါ်တိရုပ်တည်နံတည်မဖြစ်တော့တဲ့အစဉ်ကိုနိဗ္ဗာန်လို့ခေါ်တာပြောတယ်နော်အဲ့ဒီဝိပဿနာဉာဏ်နဲ့အလုံးဟာသင်္ခါရတရားကိုအောက်ပြုရဖြစ်တယ်မဉဏ်ပေါ်လာတဲ့အခါအဲ့ဒီသင်္ခါရအာယုံကိုလွတ်ပြီးတော့သင်္ခါရတွေမဖြစ်တဲ့အာယုံကိုပြုလိုက်နိုင်တယ်အဲ့ဒီကြတော့မှယင်တဲ့ခိရိတာပြောက်တယ်နော်အဲ့ဒီလိုမဟုတ်ရင်မပြောက်ဘူးသင်္ခါရအာယုံနဲ့ဘလောက်ပဲသိနေရှင်တဲ့ကိရိတာမပြောက်ဘူးတော့အဲ့ဒါကြောင့်မို့ဝေဒနာနုပဒနာကဆက်နွယ်ပြီးတော့မြတ်စွာဘုရားကယဟန္တာစင်တီအောင်အထုပ်ပုံအထုပ်နည်းကိုရှင်းလင်းဟောပြောတာဖြစ်ပါတယ်အဲ့တိုင်းအခုအကြမ်းမြင်ဝေဒနာနုပဒနာအထုပ်ပုံကိုရှင်းလင်းဟောပြတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကင်သရောစေပရိသတ်ပေါင်းတို့ကိုယ်တဏ္ဍမှာတကယ်ထင်ရှားရှိနေတဲ့ဝေဒနာနဲ့ပတ်သက်ပြီးတော့ဒီလမ်းကြောင်းကသွားမယ်ဆိုရင်လည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာဖြစ်လို့ဒါဟာလည်းပဲဧကယနာမက္ခနိဗ္ဗာန်သွားဖို့တကြောင်ဤသောလမ်းပဲဖြစ်တယ်လို့ကိုယ်စီမှန်သားပြီးတော့ဝေဒနာနုပဒနာတရားရှုပွားကနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း